မြတ်တဲ့ကုန်းချက်ပြေကျုပ်တို့ရဲ့ရွှေထီးရွှေနန်းတင်စမ်းပေမြင့်မြတ်တဲ့ကုန်းချက်ပြေကျုပ်တို့ရဲ့ရွှေထီးရွှေနန်းတင်စမ်းပေအာသာနိဗုဒ္ဓဘာသာမျိုးသားတိုင်းမြေရာဇဝင်ရှိထုံးစင်လာထွန်းတောက်ခဲ့ပေမိုက်တိုင်းဘူဝါပြီးပင်တို့ဝေးတို့ပြေတို့ပြေတို့ရချင်းမညိုးပါလေမျိုးသားကြီးတွေဆင်းသက်ပေဒါတော့ရွှေထီးဒါတော့မြေကြီးထီးထီးခရိုင်ကိုပိုင်မြန်မာပြည်တက်လူတွေလုံးလာဝိရရှိကြသေးမျိုးကုန်တဲ့အောင်ရွက်ဆောင်လေးတို့တော်ဝမှန်မေအာသာနိဗုဒ္ဓဘာသာမျိုးသားတိုင်းပြည်ရာဇဝင်ရှိတုံးစင်လာထွန်းတောက်ခဲ့ပေမိုက်တိုင်းဘူဝါပြီးတို့မွေတို့မြေတို့မြေမျိုးချက်တွေကျိုးပြည့်စည်အောင်ကြောင်းမင်္ဂလာချွေမိုးအောင်ရင်ကိုတောက်ပင်ကောင်းရောက်ပြီလေမျိုးချက်တွေကျိုးပြည့်စည်အောင်ကြောင်းမင်္ဂလာချွေမိုးအောင်ရင်ကိုတောက်ပင်ကောင်းရောက်ပေါ်လေအောက်ကြမခံဘူးဟဲ့မျိုးသားတို့ရေအောက်ကြမခံဘူးဟဲ့မျိုးသမီးတို့ရေမြမပေါင်းကြောင်းပြီလေအာလာဒီလေချွေမကင်းချင်းတို့ရေအာလာဒီလေမျိုးသားကြီးတွေဆင်းသက်ပေဒါတော့ရွှေပြည်ဒါတော့မြေကြီးဖီကြီးခရိုင်ကိုပိုင်မြန်မာပြည်တက်လူတွေလုံးလာရိယာရှိကြသေးမျိုးကိုပြအောင်ရွက်ဆောင်လေး